ယုံကျင်ယုံမယုံကျင်နေမြန်မာပြည်မှာဒါတွေဖြစ်ခဲ့တယ်1990ခုနှစ်မှာတညတဲနဲ့ဘယ်မောင်းမှညာမောင်းစနစ်ကိုပြောင်းလဲခဲ့ပါတယ်ဘယ်မောင်းကညာမောင်းပြောင်းကြောင်းကြေညာခဲ့ပြီးကားများစုကချက်ချင်းဘက်ပြောင်းမောင်းနှင်ဖို့အဆင်မပြေဖြစ်ခဲ့ပါတယ်ဘယ်မှာမှမြန်မာဆိုတဲ့အမည်ပြောင်းလဲတာဟာပြည်သူ့ဆန္ဒမပါဘဲဆုံးဖြတ်ခဲ့တာပါတပ်မတော်အစိုးရက1980ကိုဆန္ဒပြမှုတွေအပြီးချက်ချင်းပြောင်းလဲခဲ့တာပါတခါတုန်းကမြန်မာနိုင်ငံမှာစင်ကတ်တကတ်ကို390ကနေ100ကြားဈေးပေါက်ခဲ့တယ်1990ပြည်နှစ်နောက်ပိုင်းမြန်မာနိုင်ငံမှာဟန်ဖုံးတဲ့စင်ကတ်တွေဟာလူချမ်းသာတွေသာဂိုင်နိုင်တဲ့ပစ္စည်းတစ်ခုလိုဖြစ်ခဲ့ပါတယ်စစ်အစိုးရတွေဟာဗေဒင်နှက်ခတ်တွေယုံကြည်ပြီးနိုင်ငံရေးဆုံးဖြတ်ချက်တွေချလေ့ရှိပါတယ်1980ခုမှာနေဝင်းက6ကနန်းဟာသူ့ကိုကာကွယ်ပေးမယ်လို့ယုံကြည်တာကြောင့်ထူးဆန်းတဲ့45ကျပ်တန်နဲ့90ကျပ်တန်ကျပ်ငွေတစ်တွေထုတ်ပြီးရတရားချေခဲ့ပါတယ်တစ်ချိန်လုံးကရှိုးဝက်ထောက်လန်းရေးတွေဟာလက်ဖက်ရည်ဆိုင်ဖုန်ကြီးကျောင်းနဲ့နေရာအများစုမှာစောင့်ကြည့်နေကြတယ်ဒါကြောင့်လူတွေကြားမှာနိုင်ငံရေးအကြောင်းပြောဖို့အတော်သတိထားရပါတယ်2000ခုနှစ်မတိုင်ခင်အင်တာနက်အသုံးပြုမှုကိုပိတ်ထားခဲ့ပါတယ်ကမ္ဘာတဝန်းအင်တာနက်သုံးနေချိန်မှာအစိုးရနဲ့တပ်မတော်ပိုင်လုပ်ငန်းတွေအတွက်ပဲအင်တာနက်အသုံးပြုမှုကိုခွင့်ပြုထားခဲ့ပါတယ်မြန်မာနိုင်ငံမှာနိုင်ငံပြင်ပရေဒီယိုလိုင်းတွေနားထောင်တာတရားမဝင်ဖြစ်ခဲ့ဘူးတယ်လျှက်စစ်မီးကိုအပြေးအဝမရတဲ့ကြားက BBC VOA နဲ့ RFA ကသတင်းတွေကိုရှိုးဝက်စွာနဲ့နားထောင်ခဲ့ရတယ်MRTV အစိုးရသတင်းရုပ်သံလိုင်းတစ်ခုပဲရှိခဲ့ဘူးပြီး69%ဒီအစိုးရကိုချီးကျူးတဲ့အကြောင်းအရာကိုတင်ဆက်ပြီးကြံ100%ဒီမိုးလေဝသသတင်းပါ2010မတိုင်ခင်ထိစာနယ်ဇင်းလောကမှာသတင်းတွေ